ဒီနေ့အတွက်အရေးကြီးကိစ္စဆောင်ရွက်ရမယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုနွားလူတစ်ခွက်မနက်ပိုင်းကတ်လူပြီးမှဆူတောင်းပြီးတွားရောက်တွေ့ဆုံလိုက်ကြပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီအစီအစဉ်ကိုဗီဒင်ရရီယာမီဒီယာကစီစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဗီဒင်ရရီယာကမှအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာယခုဆိုရင်2026ခုနှစ်နှစ်သစ်မင်္ဂလာကူးပြောင်းရောက်ရှိလာပြီဖြစ်ပြီးတော့ဒီအစီအစဉ်ကိုစဉ်ဆက်မပြတ်ကြည့်ရှုအားပေးနေကြတဲ့ခုနှစ်ရက်သားမီအားလုံးဒီအစီအစဉ်ပါရရီယာတွေကိုဆောင်ရွက်ကုသိုလ်ပြုကြရင်ကောင်းကျိုးမင်္ဂလာအဖျားဖျားပြည့်စုံပါစေလို့နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာဒီနေ့2026ခုနှစ်ဇန်နဝါရီလ19ရက်တင်းနာနေ့ဟာဒီလအတွက်ငွေခေါ်ငွေညှို့အစီရင်ရဲ့တတိယမြောက်တင်းနာနေ့ဖြစ်ပါတယ်ဒီနေ့တင်းနာနေ့မှာငွေညှို့ငွေခေါ်ကုသိုလ်တော်ဖြစ်ကတော့မြတ်စွာဘုရားရှင်ကိုစွန်းပေါ်မှာကြောက်ဟရိုက်ကျော်တင်းပြီးတော့လှူဒန်းရင်ငွေဝင်ဖို့အတွက်ဆုတောင်းလိုက်ကြပါခင်ဗျာဒီနေ့မှာ numerology ကဏ္ဍဗေဒင်နဲ့ numerology လို့ခေါ်တဲ့ကဏ္ဍဗေဒင်နဲ့တက်ရောက်ဂျိုးကြီးဂျိုးစားအရာဆိုရင်တော့ဒီနေ့အတွက်ကပြဿနာခံပြီးစိတ်ပင်ပန်းတဲ့နေ့ဖြစ်ပါတယ်အထူးသဖြင့်တော့ပြောဆိုရတဲ့ကိစ္စတွေမှာအထင်ခေါ်ခက်ခဲဖြစ်တတ်တယ်အယောင်းဝယ်ကိစ္စတွေမှာအပိတ်ပင်တားဆီးပေါ်တတ်တယ်တယောက်တယောက်နဲ့ညှိနှိုင်းရတဲ့ကိစ္စတိုင်ပင်ရတဲ့ကိစ္စဆွေးနွေးရတဲ့ကိစ္စမျိုးတွေကြုံတွေ့လာတတ်ပါတယ်ဒီလိုနေ့မျိုးမှာအဖို့တံပစ္စည်းရောင်းထွက်တာလို့အသက်ဝင်တာလို့လဲတာလို့ဖလဲတာလို့ကြုံတွေ့ရတတ်ပါတယ်ဒီနေ့မျိုးမှာငယ်သူရဲ့ကိစ္စတွေအတွက်အောင်မြင်မှုအထူးရမယ်အခွင့်အရေးကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုသန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မဟာဗုဒ္ဓဘေဒင်နိယမဟာဗုဒ္ဓဘေဒင်နိယတနင်္လာနေ့ဘွားပုတိဘွားဇာတာရှင်များဖြစ်ကြပါတယ်ပုရိယသဘောမကြော်သောကြော်သောဘာကနှိုင်းမြဆိုတဲ့အတိုင်းအလွန်ကြိုးစားအားထုတ်မဲ့ရင်သွေးရတနာတွေဖြစ်ကြပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေတော့ကုသိုလ်ရရလမ်းညွှန်မယ်ဆိုရင်တော့ဓမ္ပေါက်စွန်းမြတ်စွာဘုရားရှင်ကိုကတ်တူပါဆိုမြတ်စွာဘုရားရှင်ကတ်တူပါဆွေမျိုးမိတ်ဆွေများကိုဓမ္ပေါက်ဒါနပြုပါဘုန်းကြီးရန်ကိုဓမ္ပေါက်စွန်းလောင်းထူလိုက်ပါခင်ဗျာဒီနေ့မှာအကျိုးပေးစိုးမိုးကဏ္ဍကတော့1ကဏ္ဍ3ကဏ္ဍ9ကဏ္ဍဖြစ်ပြီးတော့ငွေကံအထူးကောင်းဖို့အတွက်ငွေကြေးကိစ္စတွေအဆင်ပြေဖို့အတွက်ဆိုရင်တော့ခိုးတွေငှက်တွေကိုဘယ်လဲနဲ့အစာကျွေးလိုက်ပါခင်ဗျာဈေးကော်လက်ကော်ရရအဖြစ်အယောင်းထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်းထွက်သွားအောင်တပြေညွန့်နဲ့ကိုးကြက်ရိုက်ပြီးတော့ရောင်းထွက်ပါစေဆူတောင်းလိုက်ပါခင်ဗျာအမှုအခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုငပြောသီးမှတ်မှရေးပြီးစွန့်ငါဘုန်းကြီးကိုလှူဒန်းလိုက်ပါခင်ဗျာကျမ်းမာရေးကောင်းဖို့လို့အတွက်ဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနေ့မှာတင်မောသီးမှတ်အနေငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာငွေကြေးကိစ္စတွေအားလုံးအဆင်ပြေသွားပြီးတော့အချီးမြစ်တာရေးအေးချမ်းဖို့လို့အတွက်ဆိုရင်တော့ညပိုင်းမှာအေးတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူလိုက်နိုင်ပါခင်ဗျာဒီနေ့အတွက်အရေးကြီးကိစ္စဆောင်ရွက်ရမယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုနွားလူတစ်ခွက်မနက်ပိုင်းကတ်လူပြီးမှဆူတောင်းပြီးတွားရောက်တွေ့ဆုံလိုက်ကြပါခင်ဗျာဒီအစီအစဉ်ကိုအားပေးကြည့်ရှုနေသူအပေါင်းကိုစိတ်နှဖျားကျမ်းမာချမ်းသာ၍လူရဆန္ဒပြည့်ကြပါစေခင်ဗျာ